ခင်ဗျာမြားသွားပါတယ်ခင်ဗျာဂိုးလုံးဘောဖြစ်သွားပါတယ်ခင်ဗျာဝါကတိတဲ့ခင်ဗျာဘောလုံးမာတဲ့ခင်ဗျာပြတ်ဒံဘောပေးလိုက်ရတဲ့ခင်ဗျာအထုပ်ကလေးတွေကိုစိတ်ချအောင်ဖြာလိုက်ခဲ့ရဘယ်နဲ့ဒီပေးလိုက်ရတဲ့ခင်ဗျာအနီးကတွေ့ပြန်ကဝဲတန်ရများလေတာနောက်ဆုံးမှာတော့ရွှေမြန်မာရှုံးနေနာခင်ဗျာဒိုင်လူကြီးကညစ်တယ်ဗျာပြောနေကြချုပ်တို့စိတ်ချများဝဲပြီးတဲ့ချိန်မှာတောင်းကျန်လို့နေကြအကစားဝဒနာရှင်မိဘပြေသူများရှက်လို့မျက်ရည်ကလုံးရွှေသမီးလိုက်မိမှာဒီကခါလဲခဲသမျှတဲ့ရေကြမချင်တဲ့တာတွေမှန်သမျှအပြီးမှာတက်စေရအော်ခလေးဆိုရွှေမြန်မာရှုံး